အခြေအနေမှန်ကိုမမေ့ပါနဲ့တဲ့အခြေအနေမှန်ကိုမမေ့ပါနဲ့တဲ့နော်ကိုဘဝရဲ့အခြေအနေမှန်ကိုနားလည်ဖို့လိုတယ်နားလည်ပြီးရင်အဲ့ဒီနားလည်ထားတဲ့အသိဉာဏ်ဥသိပြီးတော့အဲ့ဒီအခြေအနေမှန်ကိုအမြဲမပြတ်တတိယရမယ်မမေ့ရဘူးအခြေအနေမှန်ကိုမမေ့ပါနဲ့တဲ့နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်ဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥချီမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပေဇောတဝိဟတမောဟဓမ္မံသာနရမရလောကကေရဝနေတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကေရလူနတ်မြမတတဝါနန္ဒတို့၏ကြောက်ထီတန်တို့အလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိဒုသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်းထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနံတပြားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေဒီဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအခြေအနေမှန်ကိုမမေ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာမိမိတို့သတိမထားမိတဲ့အဲ့ဒီအခြေအနေမှန်တွေကိုမမေ့ဖို့အရေးကြီးတယ်ဒီနေရာမှာဦးဇင်းတို့အခြေအနေမှန်ကိုအားတဲ့အခြေအနေလည်းရှိတယ်ကောင်းတဲ့အခြေအနေလည်းရှိတယ်လို့စုံအောင်နားလည်ရမယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ဆိုးဝါးတဲ့အခြေအနေတွေရှိတယ်အင်မတန်ဆိုးဝါးတဲ့အခြေအနေတွေရှိနေတယ်လို့အင်မတန်ကောင်းတဲ့အခြေအနေတွေလည်းရှိတယ်ဆိုးတဲ့အခြေအနေကိုလည်းပဲနားလည်ပြီးတော့မမေ့ဖို့အရေးကြီးတယ်ကောင်းတဲ့အခြေအနေကိုလည်းနားလည်ပြီးတော့မမေ့ဖို့အရေးကြီးတယ်ဆိုးတဲ့အခြေအနေကိုဘာကြောင့်မမေ့ရဘူးလို့ပြောရတယ်လဲဆိုရင်ဆိုးတဲ့အခြေအနေကိုမမေ့မှအဲ့ဒီဆိုးရတဲ့အခြေအနေကနေရုန်းထွက်နိုင်မှာဆိုးတဲ့အခြေအနေတွေကိုနားလည်ထားရင်မာနနဲ့ယဉ်မိုးတာတွေငါမှအင်မတန်ဆိုးရတဲ့အခြေအနေတွေရှိနေပါလားဒီအခြေအနေမျိုးကနေငါရုန်းကန်ထွက်ဖို့ကြိုးစားမှပါလားလို့ဆိုးတဲ့အခြေအနေကိုမမေ့ခြင်းကြောင့်ဆိုးတဲ့အခြေအနေကနေရုန်းကန်ထွက်ခြင်းနဲ့စိတ်ထုံမတစ်ဆင့်လက်တွေ့ရုန်းကန်ထွက်ဖို့ကြိုးစားတဲ့အနေအထားထုံမတစ်ဆင့်လွတ်မြောက်သွားတဲ့အနေအထားကိုရောက်နိုင်တယ်ဒါကြောင့်ဆိုးရတဲ့အခြေအနေတွေကိုလည်းမမေ့ရဘူးကောင်းတဲ့အခြေအနေကိုလည်းမမေ့ရဘူးဘာဖြစ်လို့လဲဆိုတော့ကောင်းတဲ့အခြေအနေကိုမမေ့မှကောင်းတဲ့အခြေအနေကိုလက်မလွတ်ဖို့ဆုံးရှုံးမသွားဖို့ကောင်းတဲ့အခြေအနေလေးကျုံနေတော့မှအဲ့ဒီကောင်းတဲ့အခြေအနေကိုကောင်းကောင်းအသုံးချလိုက်ဖို့ဒီရွယ်ချက်ဖြင့်ကောင်းတဲ့အခြေအနေကိုလည်းမမေ့ဖို့လိုတယ်ဆိုလိုတာကကိုယ်မှာအင်မတန်ဆိုးတဲ့အခြေအနေရှိတာကိုလည်းသိရမယ်အင်မတန်ကောင်းတဲ့အခြေအနေရှိတာကိုလည်းသိရမယ်
သိပြီးတော့အဲ့ဒီအခြေအနေနှစ်ရပ်လုံးကိုမမေ့ရဘူးအဲ့ဒီတော့ဆိုးတဲ့အခြေအနေကဘာတွေလဲဆိုတော့ဆိုးတဲ့အခြေအနေကတော့အများကြီးပဲရှိတယ်အဲ့ဒီအများကြီးတဲကဒီကနေ့နှစ်ချက်ပြောမယ်မမေ့တဲ့မမေ့လိုက်တဲ့အင်မတန်ဆိုးရတဲ့အခြေအနေတွေဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတိုင်းနေတယ်ငွေကြီးဘလောက်ပဲချမ်းသာအခြေအနေတွေဘလောက်ပဲကောင်းပညာရေးကျန်းမာရေးလူမှုရေးဘလောက်ပဲအဆင်ပြေပါတယ်ပြောပုထုဇဉ်မှန်ရင်အဲ့ဒီဆိုးရတဲ့အခြေအနေနှစ်ရပ်လူတိုင်းမှာရှိတယ်အဲ့ဒါပါလဲဆိုတော့နံပါတ်1အင်မတန်ဆိုးရတဲ့အခြေအနေကသေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေသေခြင်းတရားဆိုတာကသေချာပေါက်တွေ့ကြရမှာနော်သေချာပေါက်တွေ့ရမဲ့သေခြင်းတရားကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဒီအခြေအနေမျိုးနဲ့ပြေလည်အောင်ရင်မဆိုင်နိုင်တာသိကြတယ်အများစုကိုဆိုလိုတာနော်သိပြီးတော့ရင့်ကျက်တဲ့တရားရှင်တွေကိုဦးဇင်းတို့ဒီထဲမှာထည့်မပြောပါဘူးဟုတ်လားအများစုကတော့အစင်မပြေနိုင်သေးဘူးစာမွေးဘက်ကတော့သေချာပေါက်ဖြေရလိမ့်မယ်သို့တော်စာကမပိုင်သေးဘူးတိုက်ပွဲကတော့သေချာပေါက်ဆင်နွှဲရလိမ့်မယ်သို့တော်လက်နက်ကမစုံသေးဘူးသေခြင်းတရားကတော့သေချာပေါက်တွေ့ရလိမ့်မယ်သို့တော်အစဉ်ပြေအောင်ရင်ဆိုင်နိုင်ဖို့အခြေအနေအရရက်မပြည့်စုံသေးဘူးနော်ဒကာမတို့ဦးဇင်းတို့မြေကြီးကိုလက်နဲ့ပုတ်တာကမှလွယ်ဦးမယ်သေခြင်းတရားဆိုတာဘယ်နည်းနဲ့မှမလွယ်ဘူးဝေဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာဘယ်ရှိပါမလဲတနေ့နေ့တစ်ချိန်ချိန်မှာသေကိုသေကြရမှာစာမွေးဖြေရမယ်ကျောင်းသားစီစာကြက်ပြီးတော့စာပိုင်ထားဖို့လိုတယ်တိုက်ပွဲဝင်မဲ့စစ်တီကောင်းသည်လက်နက်ကိုပြည့်စုံစွာတပ်ဆင်ထားဖို့လိုတယ်အခုသေခြင်းတရားလေးကိုတော့တိုက်ပွဲခက်နေတာကဘယ်အချိန်မှတိုက်ရမယ်ဆိုတာကိုတောင်သိခွင့်မရှိတာကပိုလို့ခက်နေတယ်ဟုတ်ရဲ့လားအဲ့ဒီတော့ဘေးတတ်တို့ဦးဇင်းတို့တွေမှာအဲ့ဒီအခြေအနေဇိုးကြီးရှိနေတယ်ဒီခန္ဓာကိုယ်ကြီးကနမိတ်မရှိနမမရှိပြောတာမဟုတ်ဘူးသေချာပေါက်ဆိုးရတဲ့ဒီကိုဥတည်နေတာလူတိုင်းရဲ့ခန္ဓာဒီအဲ့ဒါအမှန်တရားပဲတဖြည်းဖြည်းနဲ့ကျမ်းမာရေးပိုးကောင်းလာဖို့ရှိလားပိုးဆိုးလာဖို့ရှိလားပိုးဆိုးလာဖို့ရှိတယ်ဆိုလိုမကဆိုးလာလို့မခံနိုင်တော့သေတာပဲသေတယ်ဆိုတာသေလောက်အောင်မသက်မတန်ဖြစ်လို့သေရတာသက်တာနေတယ်ဆိုဘယ်သေသေးမှလဲဟုတ်ရဲ့လားအဲ့တော့ဘေးတတ်တို့စဉ်းစားပါနော်အဆိုးမြင်ဝါဒနဲ့ပြောနေတာလားလက်တွေ့အမှန်တရားကိုပြောနေတာလားလက်တွေ့အမှန်တရားကိုပြောနေတာလူတိုင်းရဲ့ဘဝတည်အင်မတန်ဆိုးရတဲ့အခြေအနေတွေကိုဥတည်နေတယ်အဲ့ဒီလိုတွေ့ကြုံလာတဲ့အခါမှာမပြေလည်ဖို့ကလည်းဒီပုံစံတိုင်းသာဆိုရင်သေချာတဲ့လောက်နှီးပါးရှိတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားလက်ထက်ကပုံနာတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်လောကမှာသေမှာမကြောက်တဲ့တတ္တဝါရဲ့လို့ရှိမယ်မထင်ပါဘူးတဲ့တပည့်တော်မှာအဲ့ဒါလိုအယူဆရှိပါလေတဲ့ဒီတော့မြတ်စွာဘုရားကလောကမှာသေမှာမကြောက်တဲ့တတ္တဝါသေမှာကြောက်တဲ့တတ္တဝါရှိတယ်လို့သေမှာမကြောက်တဲ့တတ္တဝါရှိပါလေတဲ့အဲ့ဒီမှာသေမှာကြောက်တဲ့တတ္တဝါရဲ့သေမှာမကြောက်တဲ့တတ္တဝါရဲ့ဆိုပြီးတော့၄မျိုးစီဟောတယ်အတူချုပ်ကလေးတွေပဲပြောမယ်နော်ကာမဂုဏ်အာယုန်တွေရဲ့အပေါ်မှာဆွဲလန်းမှုမကင်းသေးသောတတ္တဝါတွေသေမှာကြောက်တယ်မိမိခန္ဓာရဲ့အပေါ်မှာဆွဲလန်းမှုမကင်းသေးသောပုဂ္ဂိုလ်တွေသေမှာကြောက်တယ်နော်ပြီးတော့ကုသိုလ်ကောင်းမှုတွေအပြုနေပြီးတော့အကုသိုလ်ကောင်းမှုအကုသိုလ်မကောင်းမှုတွေအများကြီးပြုတဲ့ပုဂ္ဂိုလ်ဟာသေမှာကြောက်တယ်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံမှားတန်ခရာတွေအကြီးနေတဲ့ပုဂ္ဂိုလ်တွေသေမှာကြောက်တယ်တဲ့အပြန်ကတော့သေမှာမကြောက်တဲ့ပုဂ္ဂိုလ်ပေါ့ကာမဂုဏ်ရဲ့ပေါ်မှာဆွဲလန်းမှုကင်းနေမိမိခန္ဓာရဲ့ပေါ်မှာဆွဲလန်းမှုကင်းနေနော်ပြီးတော့ကုသိုလ်အပြုများပြီးတော့အကုသိုလ်နေနေသူတော်ကောင်းတရားရဲ့ပေါ်မှာယုံမှားတန်တရားကင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေသေမှာမကြောက်ဒီတော့ငါတို့ဘယ်အစားထဲမှာပါတယ်လဲဆိုတာလေးကိုတစ်ချက်စီစစ်ကြဖို့ပေါ့တရားဓမ္မတို့ဦးဇင်းတို့ဟောတဲ့လူရောနားတဲ့လူတွေရောကာမဂုဏ်အာယုန်တွေရဲ့ပေါ်မှာဆွဲလန်းမှုကင်းပြီလားမကင်းသေးဘူးအထူးသဖြင့်မိမိခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာဆွဲလန်းမှုကင်းပြီလားမကင်းသေးဘူးဒီမှာကြောက်အောင်မှာဟုတ်ရဲ့လားအဲ့ဒီအချိန်မှာကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေကိုဆုပ်ကိုင်ပြီးတော့
ကမ္မတကာပဲလေဆိုပြီးတော့သွားရမှာဟုတ်ရဲ့လားသေချာပေါက်ငါသေမှာမကြောက်ဘူးကောင်းတဲ့နေရာကိုငါသေချာပေါက်ရောက်မှာလို့ဘာအာမခံချက်မှမရှိဘူးပုထုဇဉ်ဘဝရဲ့လားရာဂတိဆိုတာကအုံးမေမောကအုံးဒီများထမ်းမေမောကထမ်းဒီများကြွကြလာတော့ပြုံးဆိုအောက်ရောက်လာပြီးတော့လိမ့်နဲ့လိမ့်သွားတယ်ဘယ်နာလေးရက်မယ်ဆိုတာမသိနိုင်ဘူးအဲ့ဒါပုထုဇဉ်တို့ရဲ့ဝိနိပါတိကနော်ဗျံပရာကြတဲ့ဘေးဘာမှစိတ်မချရအရိယသူတော်ကောင်းတို့ရဲ့ဘဝသားငှက်များလိုကြိုက်တဲ့ဂိုင်းကိုနားလိုက်မယ်ဆိုတဲ့စွမ်းအားရှိတာဟုတ်ရဲ့လားဒီတော့ဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ဟာတေမာကြောက်တဲ့အစာထဲမှာရှိနေသေးတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစုနိုင်ငံရခြားသွားပြီးတော့သတင်းသုံးမယ်လို့မြတ်စွာဘုရားကိုလျှောက်တော့အေးသင်္ချင်သားတို့သွားမယ်ဆိုလို့ရှိရင်နောင်တော်ကြီးသာရိပုတ္တရာကိုရှ िख ိုးဥချပြီးမှသွားကြလို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာတွေရောက်တော့ရှင်သာရိပုတ္တရာကငါရှင်တို့တဲ့နိုင်ငံရခြားကိုသွားသတင်းသုံးမှာတော့ဟုတ်ပြီနိုင်ငံရခြားမှာလည်းပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကငါရှင်တို့ကိုမေးလိမ့်မယ်သင်တို့ဟာဘုဇုရဲ့တပည့်တွေလဲသင်တို့ရဲ့ဆရာကဘယ်သူလဲအဲ့လိုမေးပြီးရင်သင်တို့ရဲ့ဆရာဟာဘာအယူအဆရှိသလဲလို့တရားပေါင်းမေးလိမ့်မယ်တဲ့အဲ့လိုမေးရင်မတို့ရဲ့ဆရာဂေါတမမြတ်စွာဘုရားဗုဒ္ဓမြတ်စွာဘုရားဒီဘာအယူအဆရှိသလဲလို့မေးရင်သင်တို့ဘယ်လိုဖြစ်မလဲတဲ့အရှင်ဘုရားပဲဟောပါဒါတွေကိုနာကြားဖို့အရှင်ဘုရားဒီလာတာပါအဲ့ဒီမှာရှင်သာရိပုတ္တရာကဆွဲလန်းမှုကင်းအောင်ဟောကြားတဲ့ဝါဒရှိတယ်လို့ဖြေရမယ်တဲ့မြတ်စွာဘုရားရဲ့ဝါဒအတူချုပ်ဟာအဲ့ဒါပဲဆွဲလန်းမမောမှုကင်းအောင်ဟောကြားတဲ့ဝါဒရှိတယ်ဟိုဘက်ကပညာရှိဆိုတော့ဆက်မေးမယ်တဲ့ဘာတွေရဲ့အပေါ်မှာဆွဲလန်းမှုကင်းရမှာလဲလို့ဆက်မေးလိမ့်မယ်တဲ့အဲ့ဒါလိုမေးလို့ရှိရင်ယူမဲ့ခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ဆိုရတဲ့ဒီခန္ဓာကြီးရဲ့အပေါ်မှာဆွဲလန်းမှုကင်းအောင်ကျင့်ရမယ်လို့ဟောတယ်လို့ဖြေရမယ်တဲ့စကားတွေကိုထပ်ထပ်မပြောတော့ဘူးနော်အဲ့ဒီမှာဆက်မေးလိုက်မယ်တဲ့ဘာအကျိုးကိုမြင်လို့ဆွဲလန်းမှုကင်းအောင်ဟောရတယ်လဲတနည်းအားဖြင့်ဆွဲလန်းမှုကင်းရင်ဘာအကျိုးရှိမှာလဲအဲ့ဒီမှာရှင်သာရိပုတ္တရာဖြေပုံလေးနော်ဆွဲလန်းမှုကင်းတော့တဲ့ကိုကဘာမှမဆွဲလန်းတော့အဲ့ဒီအရာကြီးပျက်စီးသွားလည်းပဲဘာမှစိတ်ဆင်းရဲတယ်မရှိဘူးတဲ့အဲ့ဒါလက်တွေ့ရမယ့်အကျိုးပဲအကယ်၍ကိုကဆွဲလန်းနေမယ်ဆိုလို့ရှိရင်ကိုဆွဲလန်းတဲ့အရာဟာတမျိုးတမီပျက်စီးတော့မယ်ပျက်စီးမဲ့အရေးနမိတ်တွေပြလာတယ်ဆိုရင်ဒီလူဟာတေချာပေါက်ပူဆွေးရလိမ့်မယ်ငိုကြွေးရလိမ့်မယ်စိတ်ကူးနဲ့ကင်ဆာလေးပါလေးဖြစ်ကြည့်ပါလားနော်တခါကြီးဒီမိုင်းမြကင်ဆာဖြစ်မှသေမှာမဟုတ်ပါဘူးကင်ဆာမဖြစ်လည်းသေမှာပဲတနေ့နေ့ဒီပြဿနာကရှင်းကိုရှင်းရမှာလင်းသည်ဖြစ်စေမလင်းသည်ဖြစ်စေရှင်းတော့ရှင်းရလိမ့်မယ်ဟုတ်လားအဲ့ဒီတော့ဆွဲလန်းမှုမကင်းသေးရင်ပျက်စီးတဲ့အချိန်မှာသေချာပေါက်ပူရလိမ့်မယ်ဆိုတာဘယ်လို့မှမငင်းနိုင်ဘူးဆွဲလန်းမှုကင်းတဲ့ပုဂ္ဂိုလ်ဒီသာနဲ့သေခါနီးမှာဘာပူလောင်မှုမှမရှိဟုတ်ရဲ့လားဒါကစိတ်ချရတဲ့နည်းကိုပြောတာနော်ကုသိုလ်ကောင်းမှုကိုအာယုံပြုပြီးတော့ကောင်းကောင်းမွန်မွန်သေကြတဲ့ပုထုဇဉ်တွေလည်းအများကြီးရှိပါတယ်သို့တော့သေကြတာကတော့ဒီဒေသနာအရာဆွဲလန်းမှုကင်းမှပျက်စီးမှုနဲ့ကြုံတဲ့အခါတုံလုံးမှုမရှိမှာဆွဲလန်းမှုရှိနေရင်ပျက်စီးမှုနဲ့ကြုံလို့ရှိရင်အဲ့ဒါသေချာပေါက်ပူဆွေးရလိမ့်မယ်အဲ့ဒီတော့ဒကာမတို့ဦးဇင်းတို့တွေကဘလို့ဖြစ်နေလို့ဆိုတော့သေချာပေါက်ပျက်စီးမဲ့အရာကြီးကိုဆွဲလန်းနေကြတာသေချာပေါက်ပူလောင်ရအောင်ပူဆွေးရအောင်ငိုကြွေးရအောင်ကြိုတင်ပြီးတော့စီမံကိန်းချပြီးတော့လုပ်နေတာ ਨੇ အတူတူပဲသဘောပါရဲ့လားဟင်တခါကြီးမိုင်းမြတ်နော်ဒါကြောင့်မို့လို့မိမိတို့မှာအဲ့ဒီအခြေအနေမှန်ရှိနေတယ်နော်သေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရှိနေတယ်သေချာပေါက်တွေ့ရမယ့်သေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရှိနေတယ်အဲ့တော့ရင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမှာတုံးဆိုတော့အတူတူကလေးတွေပဲပြောမယ်ဗျရင်ဆိုင်နိုင်အောင်ဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီသေခြင်းတရားကိုပဲဆင်ញင်ရမယ်တဲ့ဒါဆင်ញင်တဲ့နည်းနော်သေခြင်းတရားကိုအထက်ထပ်ဆင်ញင်လို့ရှိရင်သေခြင်းတရားနဲ့ယဉ်ဒီကျွမ်းဝင်လာပြီးတော့သေခြင်းတရားငါဘယ်လို့မှရှောင်လို့မရဘူးကြောက်နေလည်းပဲသေမှာပဲ
ကြောက်နေသေးမှာပဲဆိုရင်တော့မကြောက်ဘဲနေရတာကပိုကောင်းတယ်။သောတူသိခြင်းတရားကိုစဉ်းစားပါများလာရင်သိခြင်းတရားကြောင့်သိလာမယ်ပေါ့။ဟုတ်လား။ဒါကြောင့်ဦးဇင်းတို့အဘယောအတံဘုံလောဝတန်တောကာလံကရောတိတောတဲ့သိခြင်းတရားကိုစဉ်းစားတဲ့ပုဂ္ဂိုလ်ဟာမကြောက်မရွံ့မတွေးမဝေတည်တည်ငြိမ်ငြိမ်သိရလိမ့်မယ်တဲ့။အဲ့တော့အောင်းစရာကောင်းတယ်နော်။သိခြင်းကိုမကြောက်တဲ့နည်းကသိခြင်းကိုကြည့်တဲ့နည်းဖြစ်နေတယ်။ဟုတ်ရဲ့လား။သိခြင်းကိုမကြောက်တဲ့နည်းဟာသိခြင်းကိုကြည့်တဲ့နည်းဖြစ်နေတယ်။ခက်တာကလူတွေကသူများသိထားတဲ့မตาလောင်းကိုတောင်ကြည့်ရမှာကြောက်နေတယ်ဆိုရင်ကိုယ်တိုင်သိရမယ်ဆိုရင်ဘယ်လိုများနေမလဲ။ဒါစဉ်းစားတရားစကားလေးတွေဟုတ်ရဲ့လား။အေးဒါကစဉ်းစားတဲ့နည်းနဲ့သိခြင်းတရားကိုအစဉ်ပြေအောင်ရင်ဆိုင်ကြတာပေါ့။အဲ့ဒါတည်းပို့ပြီးတော့ကောင်းတာကပြဿနာဆိုတာနားလည်မှကင်တွယ်နိုင်တာပြီးတဲ့ဒီစကားလေးကိုထပ်ပြောမယ်ဗျာ။ပါတယ်လို့နားလည်မှကင်တွယ်လို့ရတာဘယ်အရာမျိုးဆိုနားမလည်ရင်မကင်တွယ်နိုင်ဘူး။အဲ့ဒီတော့ဒီသဘာဝတရားတွေကိုကင်တွယ်တတ်ချင်လို့ရှိရင်သဘာဝတရားတွေရဲ့အကြောင်းကိုနားလည်ဖို့လိုတယ်။ဒါကြောင့်သဘာဝတရားတွေကိုနားလည်အောင်မြတ်စွာဘုရားကတတိဥစည်းတဲ့နေတတိပဋ္ဌာန်ပေါ့နော်။တတိတရားနဲ့မိမိခန္ဓာရဲ့ဖြစ်တိုင်းဖြစ်တိုင်းသောသဘောတရားတွေကိုအမှန်တိုင်းတိနေအောင်နားလည်သွားအောင်ကြိုးစားခိုင်းတာတတိပဋ္ဌာန်នេះရှိတယ်နော်မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းတွေ့တိုင်းအမှတ်တတိလေးဥသိပြီးတော့ဒါပါလေလို့သိအောင်လုပ်နေတာအဲ့လိုသိအောင်လုပ်ပါများလို့သိလာပြီဆိုရင်အိုးသဘာဝတရားတွေဆိုတာကိုယ်အလိုအတိုင်းမဟုတ်ဘူးသူ့သဘာဝအတိုင်းသွားနေတာပုံမှန်သွားနေတာကိုဒီတဲကိုဘာမှဝင်ပြီးတော့ဆွတ်လို့မရဘူးအကြောင်းရှိသည့်အားလျော်စွာသွားနေတာအကြောင်းတရားကိုပြင်မယ်ဆိုရင်တော့အကျိုးတရားကတော့ပြောင်းလဲမှာပေါ့ဟုတ်ရဲ့လားအေးအဲ့တော့ဆိုလိုတာကသိခြင်းတရားကိုရင်ဆိုင်နိုင်ခြင်းတယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်နည်းနဲ့သဘာဝတရားကိုနားလည်အောင်ကြိုးစားရမယ်နားလည်ရင်နားလည်သလောက်ကင်တွေ့ရတာလွယ်လာလိမ့်မယ်နှစ်နည်းပြောတယ်နော်သိခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်ခြင်းနိုင်တယ်ဆိုလို့ရှိရင်သိခြင်းတရားကိုပဲစစ်ကြည့်ရမယ်ကြောက်မနေရဘူးနော်နောက်တနည်းကဒီသိခြင်းတရားအပါဝင်သဘာဝတရားအလုံးတို့ကိုဖြစ်ပေါ်တိုင်းအမှတ်တတိကြီးစွာထားပြီးတော့ကြိုးစားအားထုတ်ရမယ်ဒါပရမတရားဓမ္မတို့ဦးဇင်းတို့ရဲ့မမေ့တဲ့နဲ့အခြေအနေမှန်တရက်ပေါ့ဆိုရတဲ့အခြေအနေ2ရက်ရှိတယ်လို့ဦးဇင်းပြောခဲ့တယ်နော်ဆိုရတဲ့အခြေအနေဘယ်နှရက်ရှိတယ်2ရက်ရှိတယ်နောက်ဒုတိယဆိုရတဲ့အခြေအနေကဘာလဲဆိုတော့ကိလေသာ10ပါးထဲမှာအဆိုးပါဆုံးကိလေသာဖြစ်တဲ့သက္ကာယဒိဋ္ဌိရှိနေတယ်ဆိုတဲ့အချက်ဒီတရားဓမ္မတို့ဦးဇင်းတို့ရဲ့အင်မတန်ဆိုးရတဲ့အခြေအနေမှန်တရက်ဘာဖြစ်လို့သက္ကာယဒိဋ္ဌိရှိခြင်းကိုဆိုးရတဲ့အခြေအနေမှန်လို့ပြောရတယ်လဲဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိဆိုတဲ့ငါသွဲရှိလို့ရှိရင်မလုံနိုင်သောအကုသိုလ်ဆိုတာမရှိဘူးမလုံနိုင်သောအကုသိုလ်မရှိရင်မဖြစ်နိုင်သောဆင်းရဲဆိုတာမရှိဘူးပိဋကတို့သဘောပေါက်တယ်နော်ငါဆွဲသက္ကာယဒိဋ္ဌိရှိနေသေးသမျှအဖေလည်းတတ်နိုင်တယ်အမေလည်းတတ်နိုင်တယ်ယဟန္တာလည်းတတ်နိုင်တယ်ဘုရားသွေးသိန်းတရားလည်းလုံနိုင်တယ်တန်ခါလည်းသင်ခွဲကန်တယ်သင်ခွဲနိုင်တယ်နိယတမိစ္ဆာဒိဋ္ဌိကြီးတွေလည်းဖြစ်နိုင်တယ်အဲ့ဒီလိုမဖြစ်နိုင်တဲ့အကုသိုလ်မရှိဘူးဆိုရင်မဖြစ်နိုင်တဲ့ဆင်းရဲဆိုတာမရှိဘူးဒါကြောင့်သက္ကာယဒိဋ္ဌိကမလွတ်သေးသမျှအပေလေးပါးကမလွတ်သေးဘူးသက္ကာယဒိဋ္ဌိကလွတ်မှအပေလေးပါးကလွတ်မှာဟုတ်ရဲ့လားခုတရားဓမ္မတို့ဦးဇင်းတို့တွေမှာဟိုးအတိတ်တန်တရားတစ်လျှောက်လုံးကပြုမိမှာပြောမိမှာတွေးမိမှာဆိုတဲ့မိုက်လုံးကြီးခဲ့တဲ့အပရာပရိယဝေဒနိယကံဆိုတဲ့အကုသိုလ်ကံတွေအနန္တရှိတယ်လေဒီစတော်ဘုရားကြီးရဲ့စကားတော်ကိုယူပြောရမယ်ဆိုရင်တော့အဝီစီကြနိုင်တဲ့ကံအနန္တရှိတယ်ပြိတ္တာဖြစ်နိုင်တော့တိရစ္ဆာန်ဖြစ်နိုင်သောကံအနန္တရှိတယ်အဲ့ဒီကံတွေကလက်လက်ဆက်ဆက်ပဲအပင်ပေါက်ဖို့အရန်သိဖြစ်နေတဲ့မျိုးစေ့တွေလိုပဲသူတို့ကိုလုံးဝမချေဖြစ်ရသေးဘူးအဲ့ဒါအကယ်၍မြန်တက္ကာယဒိဋ္ဌိကိုဖယ်နိုင်မယ်ဆိုရင်အတိတ်တန်တရားတစ်လျှောက်လုံးကပြုခဲ့တဲ့အပေချနိုင်တဲ့အကုသိုလ်ကံတို့သည်အကုန်လုံးအဟောတိကံဖြစ်မယ်ဟုတ်ရဲ့လားခုဒီကရမတို့ဥဒ္ဒတို့အတိတ်ကံအနန္တအကုသိုလ်ကံတွေကိုမချေဖြစ်ရသေးဘူးမချေအတိတ်ကံတွေကိုမချေဖြစ်ရသေးတာလည်းလားဆိုတော့မဟုတ်ဘူးအနာဂတ်မှာအပေကိုကြစေနိုင်တဲ့အကုသိုလ်ကံအနန္တကိုလည်းပြုလက်တန့်ရှိသေးတယ်အတိတ်ကမျိုးစေ့တွေအများကြီးကိုသိမ့်ပိုက်ထားတဲ့အပြင်နောက်ထပ်မျိုးစေ့တွေထပ်ပြီးတော့ရအောင်စုနေသေးတယ်
အကယ်၍တက္ကာယဒိဋ္ဌိကိုသာဖယ်နိုင်မယ်ဆိုရင်တော့အပေချနိုင်တဲ့အတိတ်ကံတွေကိုလည်းပဲခြေဖြတ်ပြီးသားဖြစ်မယ်။နောက်မှလည်းပဲအပေချနိုင်တဲ့အကုသိုလ်ကံမှန်သမျှတခါတည်းကျူးလွန်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ဟုတ်ရဲ့လား။ဒါကြောင့်တက္ကာယဒိဋ္ဌိသည်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပုထုဇဉ်ဘဝမှာအဆိုးဝါးဆုံးအခြေအနေပဲတက္ကာယဒိဋ္ဌိရှိနေခြင်းဟာဟုတ်ရဲ့လား။တက္ကာယဒိဋ္ဌိရှိနေသေးသမျှအပေလေးပါးကမလွတ်ရဘူး။တက္ကာယဒိဋ္ဌိကိုဖယ်နိုင်မှအပေလေးပါးကလွတ်မယ်။ဒါကြောင့်ဦးဇင်းတို့ယတနာတုံမှာပေးတဲ့တို့ရပါလိမ့်မယ်ဗျာ။သဟာဝတ္တဒတနာတံပရာယတယတုဓမ္မာဇဟိတာဘဝန္တိတက္ကာယဒိဋ္ဌိဝေစီကိစီတင်္စတိလပတံဝါပိယတ္ထိကိဉ္စီစတုဟာပါယေဟိစဝိပ္ပမုတောသသဝိဌာနာနိအဘဘကာတုံရတယ်မို့လားသောတပတ္တိမဉ္ဇဉ်ကိုရလိုက်တာနဲ့တပြိုင်နက်တည်းတက္ကာယဒိဋ္ဌိဆိုတဲ့ငါဆွဲဝိသိကိစ္စဆိုတဲ့ယုံမှတန်တရားသီလပတ္တပရမတ္တတန်ရောစဉ်လို့ဆိုရတဲ့အကျင့်မှနိုင်နေလို့ဆွဲလန်းနေတဲ့သီလပတ္တပရမတ္တတန်ရောစဉ်အဲ့ဒီတရား၃ခုကိုတခါတည်းပယ်ပြီးသားဖြစ်သွားတယ်တဲ့အဲ့ဒီတရား၃ခုကိုလည်းပယ်လိုက်တော့အင်မတန်ရုပ်မှကြမ်းတမ်းတဲ့အရာဌာနကြီး6ခုကိုလည်းရောက်เสียမရှိတော့ဘူးတဲ့အဖေအမေတက်ချင်းယဟနာတက်ချင်းဘုရားသူလေးတရားလှုပ်ခြင်းတန်ခါသွင်းခဲ့ခြင်းတယတမိစ္ဆာဒိဋ္ဌိကံကြီးများလွန်ကျူးခြင်းဆိုတဲ့ရုပ်မှမှုကြီး6ခုလည်းဗာလဲမဖြစ်တော့ဘူးနောက်ပြီးတော့စတုဟာပါယေဟိစဝိပ္ပမုတောတဲ့အပေလေးပါးကလည်းလွတ်သွားပြီတဲ့ဟုတ်ရဲ့လားအဲ့ဒီတက္ကာယဒိဋ္ဌိကိုမဖယ်ရသေးတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာလုံးဝဆင်းရဲဒုက္ခကကိုယ့်ရှေ့ကနေစီးကြိုနေတယ်လို့မျိုးအခုအစဉ်ပြေနေတယ်ချမ်းသာနေတယ်ဆိုဒါအခိုက်အတန့်ပဲဒါကြောင့်ဦးဇင်းတို့မိလျော့နေတဲ့တတ္တဝါတွေအတွက်အပေလေးပုံဟာမိမိတို့ရဲ့နေအိမ်အမြဲနေရအိမ်နဲ့တူတယ်ဆိုတာအဲ့ဒါပုထုဇဉ်တွေကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ရဲ့လားဒါကုသိုလ်အရှိန်လေးရှိနေလို့ဒကာဓမ္မတို့ဦးဇင်းတို့အစဉ်ပြေတာကုသိုလ်အရှိန်ကုန်တာနဲ့ကိုယ့်အိမ်ကိုပြန်ရမယ့်အနေအထားမှရှိတယ်နော်ဒါကြောင့်တက္ကာယဒိဋ္ဌိရှိနေခြင်းသည်ဒကာဓမ္မတို့ဦးဇင်းတို့အတွက်အင်မတန်ဆိုးဝါးတဲ့အခြေအနေမှန်တရားပါဒါကြောင့်တက္ကာယဒိဋ္ဌိကိုဖယ်ရှားဖို့အရေးမကြီးဘူးလားအရေးကြီးတာပေါ့အရေးကြီးတာပေါ့ဒါကြောင့်မြတ်စွာဘုရားကမြတ်စွာဘုရားလက်ထက်ကဗြဟ္မာကြီးတယောက်ကမြတ်စွာဘုရားကိုလမ်းလျှောက်ဖူးတယ်တတိယဝိယဩမတောတန်ရှမာနေဝမတ္ထကိကာမရာဂပဟာနာယတတောဘိက္ခုပရိပစီလို့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့ခေါင်းမှာလောင်နေတဲ့မီးကိုငြိမ်းတယ်လို့မျိုးရင်မှာစူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးကာမရာဂဆိုတဲ့ကာမဂုဏ်တွေရဲ့ပုံမှာဆွဲလန်းတဲ့စိတ်ကိုဖယ်ရှားရမယ်လို့အဲ့ဒီဗြဟ္မာကြီးကမြတ်စွာဘုရားကိုလမ်းလျှောက်တာအကြောင်းမဲ့လျှောက်တာတော့မဟုတ်ဘူးဗျဗြဟ္မာကြီးတွေဆိုတော့တက်တန်းကတိတ်ရှည်တယ်တိတ်ရှည်တော့အဲ့ဒီဗြဟ္မာကြီးရဲ့စိတ်ထဲမှာနတ်တွေလူတွေကိုကြည့်လိုက်ရင်အခုပဲမွေးလာတဲ့တော့ကြသေးပြီအင်မတန်အသေးမြန်တဲ့အခေါင်တွေပဲလို့သူကအဲ့လိုမြင်တာသူတို့ကတက်တန်းကတိတ်ရှည်တာတချို့ဗြဟ္မာကြီးတွေဆိုရင်တက်တန်းကိုကဘာပေါင်းတောင်းနဲ့ချီပြီးတော့ရှည်တာတကဘာကိုဦးဇင်းတို့အလျားအနံအမြင့်တယူဇနာရှိတဲ့ကြောက်တုံးကိုအနှစ်တစ်ထောင်လောက်မှဝါခွန်းလောက်နှုတ်တဲ့အဝတ်ကလေးနဲ့ပေါ့အဲ့ဒီကြောက်တုံးပါပြီးတော့ကုံသွားမယ်တကဘာဆိုတာမကုံဘူးလို့ဆိုတယ်အဲ့ဒီလောက်ရှည်လျားတဲ့ကြာလှတဲ့ကဘာပေါင်းကိုတောင်းနဲ့ချီပြီးတော့ရှည်တာတချို့ကဘာတွေကတချို့ဗြဟ္မာတွေကအဲ့ဒီဗြဟ္မာကြီးရဲ့စိတ်ထဲမှာဒီလူတွေနဲ့တတ္တဝါတွေကိုအခုပဲမွေးလာတဲ့တော့ကြာသေးကြပြီဘာကြောင့်ဒီတတ္တဝါတွေအသေးမြန်တယ်လဲငါတို့လိုဗြဟ္မာမဖြစ်လို့ဘာကြောင့်ငါတို့လိုဗြဟ္မာမဖြစ်တာလဲငါတို့လိုကာမရာဂကိုမပယ်နိုင်လို့ဗြဟ္မာကြီးတွေမှာကာမရာဂမရှိဘူးတဲ့ဒါကြောင့်ဒီတတ္တဝါတွေအင်မတန်မြန်တဲ့သေခြင်းတရားကနေခဏကလေးပဲဖြစ်ဖြစ်ပေါ့သူစိတ်ထဲမှာဟုတ်လားအသေးမမြန်သေးဖို့အသက်ရှည်ပြီးတော့ချမ်းသာဖို့ကာမရာဂကိုပယ်တဲ့နယ်လို့သူကအဲ့ဒါလိုလမ်းပြီးတော့လျှောက်တာသူအမြင်လေးလည်းမဆိုးပါဘူးဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒီအမြင်ကိုလက်မခံဘူးပြင်ပေးတယ်တတိယဝိယဩမတောတန်ရှမာနေဝမတ္ထကိတက္ကာယဒိဋ္ဌိပဟာနာယတတောဘိက္ခုပရိပစီကောင်းမှလောင်နေတဲ့မီးကိုငြိမ်းတယ်လို့မျိုးရင်မှာစူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးတတိတရားဥစီပြီးတော့တက္ကာယဒိဋ္ဌိကိုသာလေအရေးကြီးဖယ်ရှားတဲ့နေတဲ့နော်
နီးလေးပါတောင်ပြောသွားတာနော်ဂါထာလေးကတူပြီမလို့အင်မတန်ကောင်းတယ်ခေါင်းမှာလောင်နေတဲ့မိရင်မှာစူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးတက္ကာယဒိဋ္ဌိကိုဖယ်ရမယ်တဲ့ဘယ်နည်းနဲ့လဲဆိုတော့အဖြစ်မှန်ကိုတိနေတဲ့ဂယုတစိုက်နဲ့နားလည်အောင်ကြိုးစားနေတဲ့တတိဥစီတဲ့အသိဉာဏ်ပညာနဲ့ဖယ်ရှားရမယ်လို့ဆိုတာဒီတော့မြတ်စွာဘုရားရဲ့အမြင်ရတတ္တဝါတွေအတွက်အရေးအကြီးဆုံးကတော့တက္ကာယဒိဋ္ဌိကိုဖယ်ရှားနိုင်ဖို့လို့ဒီလိုပြောတာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ဆိုးရတဲ့အခြေအနေတည်းရဆိုတာအဲ့ဒီတက္ကာယဒိဋ္ဌိရှိနေတာကိုပြောတာအဲ့ဒီတက္ကာယဒိဋ္ဌိရှိနေသေးသမျှလဲအပေကလွတ်ပြီလို့ပြောလို့ကမရဘူးဆိုကြပါစို့ခွေးတစ်ကောင်လောင်းနဲ့တွေ့တယ်တိဋ္ဌာန်တစ်ကောင်နဲ့တွေ့တယ်ဆိုရင်ဒီတိဋ္ဌာန်နဲ့ငါနဲ့ဘာမှမဆိုင်ဘူးလို့တရားဓမ္မတို့ဦးဇင်းတို့မှာတွေးခွင့်မရှိဘူးအကယ်၍မြန်ဟောဒီတိဋ္ဌာန်နဲ့ငါနဲ့မဆိုင်ဘူးသိပ်ကွာခြားတယ်လို့ထင်တယ်ဆိုရင်ဦးဇင်းကတော့ပြောလိုက်ခြင်းနဲ့အဲ့ဒါဘဝင်မြင့်ခြင်းတစ်မျိုးပဲလို့တောင်းပြောလိုက်ခြင်းတယ်ဟုတ်ရဲ့လားတကယ်တမ်းကတိဋ္ဌာန်နဲ့လူနဲ့အဆင့်ကွာတာတော့မှန်တယ်ကို့မှာအသိဉာဏ်သိပ်ကြီးတယ်အဲ့ဒီတိဋ္ဌာန်နဲ့စာရင်သို့တော့တူးနေတဲ့အပိုင်းတွေအများကြီးရှိတယ်မတူတာလေးကြီးကွက်မြင်လို့မရဘူးနော်တိဋ္ဌာန်နဲ့ကိုယ်နဲ့တူနေတဲ့အပိုင်းတွေအများကြီးရှိတယ်သူမှမျက်စိနာနာလျာကိုယ်စိတ်အနေ6ပါးဓာတုလည်းတတ္တဝါတစ်ခုကိုယ်လည်းတတ္တဝါတစ်ခုနော်တရားအဆင့်အတန်းချင်းနဲ့နှိုင်းလိုက်မယ်ဆိုလို့ရှိရင်ပိုင်းခြားလိုက်မယ်ဆိုလို့ရှိရင်သူလည်းပုထုဇဉ်ကိုယ်လည်းပုထုဇဉ်ပဲသူလည်းအချိန်မွေးဖြစ်ခြင်းလို့ဖြစ်နိုင်တယ်ကိုယ်လည်းအချိန်မွေးဖြစ်ခြင်းလို့ဖြစ်နိုင်တယ်သို့တော့သူကတော့အန္တပုထုဇဉ်ပေါ့ကန်းနေတဲ့ပုထုဇဉ်ဆိုတာကိလေသာအများကြီးရှိတဲ့လူကိလေသာအများကြီးရှိတယ်လို့အဓိပ္ပာယ်ရတာကိုကတော့ကလျာဏပုထုဇဉ်ကောင်းတဲ့ပုထုဇဉ်ပေါ့သို့တော့အရိယာမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ကိုဟာပုထုဇဉ်ကပုထုဇဉ်ပဲဟုတ်ရဲ့လားသို့တော့ကလျာဏပုထုဇဉ်ဖြစ်နေတော့အရိယာအဖြစ်ကိုတက်နိုင်တဲ့အခြေအနေအကြီးအကျယ်ကတော့ကိုကသားနေတာတော့မှန်တယ်သို့တော့တူနေတာရှိသလိုမတူတာရှိတယ်မတူတာရှိသလိုတူနေတာတွေရှိတယ်ဒါကြောင့်တိဋ္ဌာန်တွေကိုမြင်တဲ့အခါတိုင်းမှာငါအချိန်မရွေးသူတို့လိုဖြစ်သွားနိုင်တယ်သူတို့နဲ့ငါနဲ့ဘာမှပြောပလောက်အောင်အများကြီးမကွာခြားသေးဘူးဆိုတဲ့ဥစ္စာကိုစဉ်းစားဖို့မလိုဘူးလားလိုတယ်သူတို့နဲ့ကိုယ်နဲ့ကွာခြားလာပြီလို့သိတွေးလို့မရဘူးဆိုကြပါစို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတွေးစရာလေးတစ်ခုပြောခြင်းတယ်ဘုရားရှင်ကိုရမြတ်ကြီးပထမဝါကပ်ပြီးခါစရာဇဂမြို့မှာသတင်းသုံးတယ်အဲ့ဒီမှာရှင်မမောက္ကလန်ရဲ့ရှင်လက္ခဏာကိုရမြတ်ကြီးကလည်းပဲအဲ့ဒီရာဇဂမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ဂေဇဂုတ်တောင်ပေါ်မှာသတင်းသုံးတယ်အဲ့ဒါတနေ့တော့စွန့်ခံကြွလာကြတဲ့အရှင်မြတ်ကြီးနှစ်ပါးတောင်ခပန်းကအဲ့ဒီခေတ်ကကျောင်းတွေပါပြီးမြတ်စွာဘုရားကခွင့်ပြုသေးတော့တောင်ကောင်းတွေလှိုင်ကောင်းတွေအဲ့လိုနေကြတာပေါ့ယဟန်တွေကအဲ့ဒါသူတို့သတင်း300ခုတည်းကထွက်လာပြီးတော့အဲ့ဒီမြင့်မားတဲ့တောင်ကြီးကနေပြီးတော့တဆင်အောက်ကိုဆင်းလာကြတာဆုံးခံဖို့ရာဇဂမြို့ထဲဆင်းလာတာအဲ့လိုဆင်းလာရင်လည်းတောင်ခပန်းတနေရာရောက်တော့သူတို့ရှိမှလည်းဟာမြင်ကြီးပဲရှိတာနော်တောင်ပေါ်ကနေအောက်ဆင်းလာတာဆိုတော့အဲ့ဒီလေတူတွေကိုကြည့်ပြီးတော့ရှင်မမောက္ကလန်ကိုရမြတ်ကြီးကပြုံးနေတဲ့အဲ့ဒါကိုအရှင်လက္ခဏာကသိတော့ဘာကြောင့်ပြုံးတယ်လဲလို့မေးတယ်မေးတော့ရှင်မမောက္ကလန်ကငါရှင်တဲ့ဒီမေးခွန်းကိုမြတ်စွာဘုရားရှေ့ရောက်မှမေးပါအဲ့ဒါနဲ့ဦးဇင်းတို့ညနေချမ်းရောက်တော့မြတ်စွာဘုရားရှေ့ပိဋက4ပါးစုံအရှင်မြတ်ကြီး2ပါးလဲကြွလာတော့မေးတာပဲရှင်လက္ခဏာကငါရှင်မနေ့တုန်းကဘုရားရှေ့ရောက်မှမေးပါဆိုတဲ့မေးခွန်းအခုမေးမယ်ဘာဘူးလို့အဲ့ဒီတောင်ပေါ်ကဆင်းလာတော့ကလန်ခုလက်တနေရာမှာသင်ပြုံးတယ်လေအဲ့ဒီတော့မှရှင်မမောက္ကလန်ကြီးကမထေရမြတ်ကြီးကပြောတယ်ငါတဲ့သင်နဲ့အတူတူဆင်းလာတော့အဲ့ဒီလေထုကောင်းငင်ရံတဲ့ကနေအင်မတန်သနာစရာကောင်းတဲ့ငိုညီးတန်ကိုငါကြားရတယ်တဲ့၆ချားစရာလည်းကောင်းတယ်တဲ့အဲ့ဒါနဲ့ငါမော့ကြည့်လိုက်တော့မြင်ရတယ်တဲ့ရှင်မမောက္ကလန်မြင်ရတယ်အရှင်လက္ခဏာယဟန္တာပါပဲမမြင်ရဘူးတကိုးရဲ့နေပယ်ကလည်းရှိသေးတာပေါ့အဲ့ဒီမှာဗာမြင်ရလဲဆိုတော့အယိုးစုပြိတ္တာတကောင်ကောင်းငင်မှာပြန်နေတယ်အယိုးတွေကြီးပဲစုထားတယ်ဒါပေမဲ့အတွင်းမှာတော့ကလေးစားအစုံရှိတယ်လို့ဆိုတယ်အဲ့ဒါကံမစားရုပ်ကံကြောင့်ဖြစ်တဲ့ဦးဇင်းတို့လင်းတာလို့စွန့်လို့အကောင်တွေကလေဘေးကနေပြီးတော့အဲ့ဒီအယိုးစုပြိတ္တာရဲ့အတွင်းကလေးစားတွေကိုလိုက်ထိုးကြစိတ်ကြတယ်အဲ့ဒီတော့အဲ့ဒီပြိတ္တာကနာကျင်လွန်းလို့တဲ့တခါတည်းသူငိုညီးတယ်လွတ်လည်းမလွတ်နိုင်ဘူးဘဝဆိုတာကိုဖြစ်ရှင်တို့ဖြစ်တာမဟုတ်ဘူးဆိုတာကအင်မတန်ထင်ရှားတယ်အဲ့ဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဆိုကြပါစို့ခွေးတကောင်မှသူဖြစ်ရှင်တာဖြစ်နိုင်သလား
လူတယောက်ကတတ်မယ်ဆိုရင် तू သေရလိမ့်မယ်သူ့မှာဘာဥပဒေနဲ့မှကာကွယ်ထားတာမရှိဘူးတိရစ္ဆာန်တွေရဲ့ဘဝနေရတာပဲနော်အခုဒီမှာလည်းပဲကံကြောင့်ဖြစ်လာတဲ့အခြေအနေဒါ तू ဘလို့မှဒါမကြော်လွှားနိုင်ဘူးဒါအချိန်ကုန်မှဒါ तू လွတ်ငြိမ်းချမ်းသာကိုရတဲ့အချိန်ကျမှ तू လွတ်မှာပဲအဲ့ဒါကိုမြင်လို့ငါစိတ်ထဲမှာဒီလောက်ဆင်းရဲတဲ့တတ္တဝါရဲ့လို့လေလောကကြီးမှာရှိနေသေးတကူအဲ့ဒါလို့စဉ်းစားရကနေငါတစ်ဆက်တည်းစဉ်းစားမိတယ်တဲ့ငါမှအဲ့ဒါလောက်ဆိုးရတဲ့အခြေအနေတွေဘာမှမရှိတော့ဘူးငါဘဝအရာတော်လေးစွာအဲ့ဒါကြောင့်ငါပြုံးတာသူဒုက္ခရောက်တာကိုကျင့်တတ်လို့ပြုံးတာမဟုတ်ဘူးငါအဲ့ဒီဒုက္ခမရှိတော့ဘူးဆိုတာကိုတွေးပြီးတော့ကျင့်တတ်လို့ပြုံးတာအဲ့ဒီအပြုံးတတိထားစရာပဲအဲ့ဒီလိုမြတ်စွာဘုရားရှိမှရှောက်တော့မြတ်စွာဘုရားကငါတပည့်တွေဟာအတိဉာဏ်ပညာမျက်လုံးနဲ့ပြည့်စုံစွာနေကြပါပြီစွာတကယ်ဆိုတော့ငါဗောဓိသဗ္ဗညုတဉာဏ်ကိုရဘုရားဖြစ်တဲ့နေ့မှာပဲငါအဲ့ဒီပြိတ္တာကိုမြင်တယ်တဲ့ဒါပေမဲ့ငါမြင်တယ်လို့မြင်တဲ့လူမရှိသေးလို့တတ်သိမခိုင်ပါသေးလို့ငါဘယ်သူမှမပြောဘူးတဲ့မယုံတဲ့လူတွေအကုသိုလ်ဖြစ်မှာဆိုလို့မြတ်စွာဘုရားမပြောတာအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောချင်တာကမြတ်စွာဘုရားကအဲ့ဒီမှာဒီအယုစုပြိတ္တာဒီရာဇဂိုမြို့မှာပဲနွားသက်သမားတယောက်ဖြစ်ခဲ့တယ်လို့ဒါကိုလည်းအကျေတုံးဟောပါတယ်ဒါပေမဲ့ဦးဇင်းတို့ဒီနေရာမှာပြောလို့ရင်ကရှင်မာမောက္ကလံကိုရမြတ်ကြီးပြုံးတယ်လို့မျိုးတရားဓမ္မတို့ဦးဇင်းတို့တွေသည်အပေလေးပုံသားတွေကိုတွေ့ရကြုံရတဲ့အခါမျိုးမှာမပြုံးနိုင်သေးဘူးဒါကိုပြောချင်တာဟုတ်ရဲ့လားလုံးဝဆက်ဆက်မှုရှိနေတယ်အဲ့ဒီလောက်ချိုးသိုးတဲ့အခြေအနေဟာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီတက္ကာယဒိဋ္ဌိကိုမဖယ်ရသေးလို့ပဲဒါကြောင့်မြတ်စွာဘုရားကခေါင်းလောင်နေတဲ့မိရင်မာဆူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးတက္ကာယဒိဋ္ဌိကိုအရေးကြီးဖယ်ရှားရမယ်လို့စောစောကဒေသနာတော်ကိုဟောတာဟုတ်ရဲ့လားအဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့မမေ့ရမယ် evidence ထိုးတဲ့ဒုတိယအခြေအနေတရက်ဆိုရတဲ့အခြေအနေကိုဘယ်နှချက်ပြောမှလို့ပြောခဲ့လဲနှစ်ချက်ပြောတာနော်တေချာပေါင်းတေချာရလိမ့်မယ်အဲ့ဒီတေချာရမယ့်အခါမှာလည်းပဲပြည်လေစွာရင်ဆိုင်နိုင်တဲ့စွမ်းအားတတိမရှိကြသေးဘူးဒါထက်ပိုပြီးတော့မှောင်ပြောရင်တော့မရှိတဲ့လူကများတယ်ဟုတ်လားတချို့လည်းရှိကောင်းရှိပါလိမ့်မယ်နော်အားလုံးကိုတော့မဆုံးလို့ပါဘူးအဲ့ဒါကပထမဆိုးရတဲ့အခြေအနေတည်းပြည်လေအောင်ရင်ဆိုင်ရမယ်နော်ပြည်လေဖို့အတွက်တေခြင်းတရားကိုကြည့်ရမယ်နောက်ပြီးတော့တတိပဋ္ဌာန်နီးနဲ့သဘာဝတရားကိုနားလည်အောင်ကြိုးစားရမယ်နောက်ဆိုးရတဲ့အခြေအနေကတော့အင်မတန်ဆိုးရတဲ့အပေလေးပုံကိုပို့နိုင်တဲ့မလုံနိုင်တဲ့အကုသိုလ်မရှိဘူးလို့ဆိုရလောက်အောင်ဆိုးဝါးစေနိုင်တဲ့တက္ကာယဒိဋ္ဌိကြီးရှိနေတာဒီတရားဓမ္မတို့ဦးဇင်းတို့အတွက်ဆိုးရတဲ့အခြေအနေပါအဲ့ဒါကိုမမေ့ပါနဲ့အဲ့ဒါကိုမမေ့ခြင်းအပြင်ဦးဇင်းတို့ဥပမာအပြင်ကိုယောဂရှိတာကိုယောဂရှိတယ်လို့သိမှအဲ့ဒီယောဂကိုကုစားမှပြောက်ပါတခါတလေယောဂရှိတယ်ယောဂကပေါ်လိုက်ပြောင်းလိုက်တခါတလေယောဂရှိတာကိုပဲမေ့ပြီးတော့နေမယ်ဆိုရင်ယောဂပြောက်ဖို့သိပြီးတော့မလွယ်ဘူးယောဂပြောက်ဖို့ဒီပထမယောဂရှိတယ်လို့သိရမယ်သိပြီးရင်မမေ့မလျော့ဒီယောဂဟာတေချာပေါက်ငါအသက်အန္တရာယ်ပြုတ်နိုင်တယ်နော်လို့အဲ့လိုမျိုးသိမယ်ဆိုရင်မြင်မြင်မကုဝင်ဘူးလားကုမယ်ဟုတ်ရဲ့လားဒါကြောင့်မပေါ့တဲ့ယောဂပေါ့ဟုတ်ရဲ့လားတက္ကာယဒိဋ္ဌိဆိုတဲ့ယောဂဟာအဆိုးအဆုံးယောဂပဲဘယ်တော့မှမပေါ့တဲ့ယောဂအဲ့လိုပေါ့ဆလို့မရတဲ့လေးလျူရှုလို့မရတဲ့ယောဂဆိုကြီးမိမိတို့မှာရှိနေတယ်ဆိုတာဘယ်မေ့ထားလို့သင်မှာမလဲဟုတ်ရဲ့လားအဲ့ဒီဆိုးတဲ့အခြေအနေတွေကိုမေ့နေတော့လူတွေကကိုယ့်ကိုအဟုတ်ကြီးထင်နေကြတာပေါ့ဒီနေ့အဲ့ဒီဆိုးတဲ့အခြေအနေတွေကဇာတိပြလာပြီဘွားကနေပေါ်လာပြီဆိုမှအကုန်ကျွန်းတော့မောက်ကုန်ဖြစ်တာပဲဒီတိုင်းပဲမြင်နေရတယ်ဦးဇင်းတော်ကတော့ဟုတ်လားဟုတ်တယ်လို့နဲ့ပြီးတော့ဘာမှမဟုတ်ဘူးနော်လောကကြီးဒီတိုင်းပဲဟုတ်ရဲ့လားအဲ့တော့ပထမတရားပထမပိုင်းပေါ့နော်တခါကြီးဒီမိုင်းများအခြေအနေမှန်ကိုမမေ့ပါနဲ့လို့တရားကောင်းစဉ်တတ်ထားတာနော်အဲ့ဒါဆိုးရတဲ့အခြေအနေရှိပါတယ်ကောင်းမြတ်တဲ့အခြေအနေလည်းရှိပါတယ်ဆိုးရတဲ့အခြေအနေများစွာတွေကသိခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရယ်တက္ကာယဒိဋ္ဌိရှိနေသေးတဲ့အခြေအနေရယ်ဟုတ်လားအရှင်တော်ကအဘိဓါသုတ်တံကိုအခြေခံမယ်လို့ပြောခဲ့တယ်နော်အဘိဓါသုတ်တံကပြောလိုက်ပြီသိခြင်းတရားကိုအမြဲတမ်းတတိရမယ်ဆိုတာအဲ့ဒါအဘိဓါသုတ်တံတွေကစကားပဲအဘိဓါသုတ်တံမှာတော့ဦးဇင်းတို့ဦးခြင်းနာခြင်းသိခြင်းချစ်တော်ခင်သောပုဂ္ဂိုလ်တို့နဲ့ကွဲကွာခြင်း
မိမိပြုထားတဲ့ကံဒီတာနဲ့မိမိပိုင်နေကိုပြုထားတဲ့အမှုအတိုင်းခံစားရလိမ့်မယ်စံစားရလိမ့်မယ်ဆိုတဲ့အိုနာသေးကွဲကံနှစ်တွဲဆိုတဲ့ဒီ၅ချက်ကိုလူဖြစ်စီယဟန်ဖြစ်စီယောက်ျားဖြစ်စီမိန်းမဖြစ်စီအမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်လို့အဘိဓါတုတ်တံမှာမြတ်စွာဘုရားကဟောထားတာဆိုလိုတာကကိုယ်ဘဝအခြေအနေမှန်ကိုမမေ့နဲ့လို့ပြောတာမမေ့တဲ့မမေ့လိုက်တာကိုမမေ့မှရတဲ့ရတဲ့ဂုဏ်ကျေးဇူးတွေရမှာဟုတ်ရဲ့လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကအိုခြင်းတရားဘယ်လို့မှမရှောင်နိုင်ဘူးသိကြပေါက်တွေ့ရလိမ့်မယ်အဲ့ဒါလိုပဲနာခြင်းတရားသိခြင်းတရားကွယ်ကွာခြင်းတရားကံကံရဲ့အကျိုးတရားတွေသိကြပေါက်ရင်ဆိုင်ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကဦးဇင်းတို့တရားရဲ့ပထမပိုင်းပေါ့ဆိုရတဲ့အခြေအနေနှစ်ရက်ရှိနေတယ်ဆိုတာကိုသိရမယ်သိပြီးတဲ့နောက်မမေ့ပါနဲ့နောက်တရားရဲ့ဒုတိယပိုင်းတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ကောင်းတဲ့အခြေအနေလည်းရှိနေပါတယ်အဲ့ဒီအခြေအနေကိုလည်းသိပြီးတော့မမေ့ဖို့လိုတယ်သိပြီးတော့မမေ့မှအဲ့ဒီအခြေအနေကောင်းကိုလက်တွေ့အသုံးချသောအဖြစ်လက်လွတ်ဆုံးရှုံးမသွားအောင်တနည်းအားဖြင့်စုံမိကံမိဖြစ်အောင်အသုံးချနိုင်မှာအဲ့ဒီအင်မတန်ကောင်းတဲ့အခြေအနေကဘာလဲဆိုတော့စောစောကပြောခဲ့တဲ့အခြေအနေဇိုးတွေကနေလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိနေခြင်းသည်ပင်လေတရားဓမ္မတို့ဦးဇင်းတို့အတွက်အကောင်းဆုံးအခြေအနေပဲဟုတ်ရဲ့လားခုနကတော့အင်မတန်ဆိုးတယ်နော်အခြေအနေတွေနော်သိခြင်းတရားကိုရင်မဆိုင်နိုင်တဲ့အခြေအနေနော်တက္ကာယဒိဋ္ဌိရှိနေတယ်ဆိုတဲ့အခြေအနေပြောခဲ့ပြီနော်သူတို့ရဲ့ဆိုးဝါးကြောင်းတွေကိုအဲ့ဒါလောက်ဆိုးတဲ့အရာတွေကနေလွတ်မြောက်အောင်ရုန်းကန်ထွက်နိုင်ခွင့်အဲ့ဒီအခွင့်အရေးလဲတပြိုင်တည်းကိုရနေတယ်ယောဂလည်းရှိတယ်ယောဂရှိလို့ဆိုးပါတယ်သို့တော့ယောဂကိုပျောက်စေတဲ့ဆေးကိုလည်းပိုင်ထားတယ်ဆေးကိုပိုင်ထားတဲ့အတွက်ကြောင့်ကောင်းပါတယ်ဟုတ်ရဲ့လားအဲ့ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်မွန်မြတ်လာတဲ့ဒီအဆုံးအမသာသနာကောင်းကြီးကိုအမိပြုပြီးတော့အင်မတန်ဆိုးရတဲ့အခြေအနေတွေကနေလွတ်မြောက်အောင်ရုန်းကန်ထွက်နိုင်တဲ့အခြေအနေရှိနေတယ်အဲ့ဒီနီးတွေကိုရနေတယ်အဲ့ဒီနီးတွေနဲ့အညီကျင့်သုံးနိုင်ခွင့်လည်းရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့မဂ္ဂင်၈ပါးတတိပဋ္ဌာန်တရားဒါတွေပဲဦးဇင်းတို့တတိပဋ္ဌာန်တရားမှာဆိုလို့ရှိရင်အတိအလင်းဟောထားတယ်နော်တတိပဋ္ဌာန်တရားကိုကြိုးစားလို့ရှိရင်တဲ့ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနာသမာတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယနာအတိကမာယနိဗ္ဗာန်တ္တသစ္စိကိရိယာယယရိဒံသတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးကိုပွားမယ်ဆိုရင်တဲ့သတ္တနာဝိသုဒ္ဓိယအမျိုးစုံသောကိလေသာတရားတွေကနေတောင်ဆင်ကျင်နိုင်တဲ့တက္ကာယဒိဋ္ဌိကိလေသာတခုတည်းတောင်မဟုတ်ပါဘူးဗျာနော်ဒါသောတော်ကပြောတဲ့အခြေအနေစိုးကလွတ်တယ်ဆိုတာကိုပြောနေတာနော်တတိပဋ္ဌာန်တရားကိုပွားများရင်အင်မတန်ဆိုးရတဲ့ကိလေသာအကုန်လုံးကတောင်လွတ်နိုင်တယ်လွတ်မြောက်သွားနိုင်တယ်သောကပရိဒေဝနာတမတိတ်ကမာရတဲ့ဘယ်လိုစိုးရင်စရာနဲ့ကြုံကြုံဘယ်လိုငိုကြွေးစရာနဲ့ကြုံကြုံစိုးရင်ရင်ငိုကြွေးခြင်းမဖြစ်အောင်တားဆီးပေးလိမ့်မယ်ငိုစရာကတော့တွေ့မှာပဲငိုတာမငိုတာကကိုယ့်ပေါ်မှာမူတည်တယ်ငိုစရာဆိုတာကအတူချုပ်ပြောရရင်တော့ပျက်စီးခြင်းပါပဲပျက်စီးခြင်းတည်ဘာပဲဖြစ်ဖြစ်ကိုတန်ဖိုးထားတယ်ဆိုတဲ့အရာပျက်စီးသွားတယ်ဆုံးရှုံးသွားတယ်လက်လွတ်သွားမယ်ဆိုရင်ဒါငိုကြတာပါပဲပူဆွေးကြတာပါပဲပူစရာတွေ့ပြီမလို့မပူတဲ့အခြေအနေစိုးရိမ်စရာတွေ့ပြီမလို့မစိုးရိမ်တဲ့အခြေအနေအဲ့ဒီလောက်ကောင်းတဲ့အခြေအနေရအောင်တတိပဋ္ဌာန်တရားကပေးလိမ့်မယ်အရိယာပုဂ္ဂိုလ်တွေနဲ့မနှိုင်းပါဘူးเนาะပုထုဇဉ်တွေပုထုဇဉ်တွေအချင်းချင်းမှတောင်မှတချို့ကပူစရာနဲ့တွေ့တယ်ပူတယ်တချို့ကပူစရာနဲ့တွေ့လဲမပူနေနိုင်တယ်တယောက်နဲ့တယောက်ကွာခြားတာမရှိဘူးလားရှိတယ်တချို့က100တန်လောက်နဲ့တဏီကုံစိတ်တူတယ်တချို့က100တန်လောက်မပြောနဲ့1000တန်1000တန်လောက်နဲ့တောင်ဘာမှမဖြစ်သေးဘူးဘာကွာသွားတာလဲသူတို့ရဲ့အသိဉာဏ်ကွာသွားတာဟုတ်ရဲ့လားဒါကြောင့်တတိပဋ္ဌာန်ဒီကိုအားထုတ်မယ်ဆိုလို့ရှိရင်တက္ကာယဒိဋ္ဌိဆိုတဲ့အခြေအနေစိုးကလည်းလွတ်နိုင်တယ်စိုးရင်ရမယ်ငိုကြွေးရမယ်သေခြင်းတရားနဲ့တွေ့တောင်မှစိုးရင်မှမဟုတ်ဘူးငိုကြွေးမှမဟုတ်ဘူးနော်ဒုက္ခဒေါမနတနာအထင်ကမာယဆင်းရဲဒုက္ခတွေစိတ်ရဲ့ဆင်းရဲခြင်းတွေကိုယ်ရဲ့ဆင်းရဲခြင်းတွေချုပ်ငြိမ်းသွားလိမ့်မယ်ညာယတအဓိကမာယနိဗ္ဗာန်တသစ္စိကိရိယာယတဲ့
မဲ့ဉာဏ်ကိုရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့ဒုက္ခရဲ့အဆုံးကိုတောင်ပြုနိုင်လိမ့်မယ်အဲ့ဒီလောက်ကောင်းတဲ့အခွင့်အရေးတရားဓမ္မတို့ဦးဇင်းတို့မှာရနေတယ်အဲ့ဒါမမေ့တဲ့အကြောင်းအရာတစ်ခုပဲအင်မတန်ကောင်းတဲ့အရာမမေ့ရဘူးငါမှကောင်းတယ်ငါဘယ်နာလေးမှတိုးနေတယ်ဘယ်နာလေးမှစွန့်နေတယ်အတူတူပဲနော်စွန့်မိမယ်လို့အဲ့ဒီအစွမ်းကိုအသုံးမချလို့ရှိရင်မစွန့်တယ်လို့ဖြစ်မှာနော်တခါကြီးမှန်များကောင်းနေမယ်လို့အဲ့ဒီအကောင်းကိုအသုံးမချရင်မကောင်းတယ်လို့ပဲဖြစ်မှာနော်ကောင်းနိုင်ခွင့်ရှိပါလေနဲ့မကောင်းလည်းရဘူးပေါ့ခုဆိုကြပါစို့ဘုရင်တော်တိရစ္ဆာန်တွေမှာအဲ့ဒီအခွင့်အရေးမရှိနော်တိတာတွေမှာအဲ့ဒီအခွင့်အရေးမရှိဘူးငရဲလူငရဲသားတွေမှာအဲ့ဒီအခွင့်အရေးမရှိဘူးတရားဓမ္မတို့ဦးဇင်းတို့ဒီသာလျင်အဲ့ဒီအခွင့်အရေးပိတ်နေတဲ့အရာဌာန၈မျိုးကနေပြီးတော့လွတ်မြောက်ခွင့်ရပြီးတော့အင်မတန်မွန်မြတ်တဲ့ကိုးခုမြောက်အခွင့်အရေးရတဲ့နေရာမှာယက်တည်နေတာမြတ်စွာဘုရားကလေအခွင့်အရေးရဲ့ကောင်းမြတ်ပုံကိုပေါ်လွင်စေခြင်းလို့အခွင့်အရေးဆုံးရှုံးသူတို့ရဲ့ဘဝနဲ့နှိုင်းယှဉ်ပြီးတော့ပြောထားတယ်အဖြူရဲ့ဂုဏ်တတ္တိကိုပေါ်လွင်စေဖို့အမဲကလေးနဲ့ကပ်ပြတယ်လို့မျိုးပေါ့ဟုတ်ရဲ့လားမြတ်စွာဘုရားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အဋ္ဌကနိပတ်မှာအခဏသုတ်တံဆိုပြီးတော့ဟောထားတယ်အဓိပ္ပာယ်ကိုနည်းနည်းလေးအတူတူပြောပြမယ်ချက်သားတို့တဲ့အခွင့်အရေးလို့လောကလူသားတွေကပြောနေကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးအမှန်ဟာဘာဆိုတာနားလည်တဲ့လူအင်မတန်ရှားပါတယ်တဲ့ဒါအဓိပ္ပာယ်အကျဉ်းမြင်လေးဟုတ်လားအခွင့်အရေးလို့တော့ပြောကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးအစစ်အမှန်မဟုတ်တာကိုအခွင့်အရေးလို့ပြောအခွင့်အရေးအစစ်အမှန်ရတာကိုလည်းအခွင့်အရေးအစစ်မှန်လို့သိချင်မှသိမယ်အဲ့ဒီမှာအခွင့်အရေးအစစ်အမှန်ကိုမြတ်စွာဘုရားကပြောပြတာအဲ့ဒါကဘာလဲဆိုတော့ဗြဟ္မစိယဝါတာယမြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရတဲ့အနေအထားပေါ့အဲ့ဒီမှာမြတ်စွာဘုရားကမြတ်သောအကျင့်ကိုကျင့်သုံးခွင့်မရတဲ့အနေအထား၈မျိုးကိုအရင်ပြောပြတာမြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရတဲ့အနေအထားရဲ့ဂုဏ်ကိုပို့ပြီးတော့ပေါ်သွားအောင်လို့ဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့လင်္ကာလေးနဲ့နည်းနည်းမှတ်ကြည့်မယ်နော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္ဆာမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလီဘုရားမဖြစ်ကြံကလှစ်သည်ရပ်ပြစ်ရှိပါတယုတ်တီလို့ရပ်ပြစ်ရှိပါဆိုတော့ဘိသတို့ဩဃာတကရောကျိုးထဲမှာတောင်ပါတယ်ဟုတ်လားကရောရတဲ့ကုသိုလ်ကြောင့်ရပ်ပြစ်ရှိပါကလွန်ငင်းချမ်းသာခွင့်ရပါရစေလို့ဆုတောင်းထားတာခုပြည့်နေတယ်ဗျာဟုတ်လားအဲ့ဒီရပ်ပြစ်ရှိပါကဘာတွေတုံးဆိုတော့အခွင့်အရေးပိတ်နေတဲ့ဘဝ၈မျိုးပေါ့နော်အဲ့ဒါကဘာတွေလဲဆိုတော့ဘုရားပွင့်ကဘယ်သုံးရွာနဲ့လောကကြီးမှာမြတ်စွာဘုရားကတော့ပွင့်နေတယ်တဲ့ဒါပေမဲ့လို့တတ္တဝါကဘယ်ရောက်နေတော့ဆိုတော့ပေသုံးရွာနဲ့နော်ငရေတိရစ္ဆာန်ပိဋ္ဌာအတူတကယ်ကိုပိဋ္ဌာပုံနဲ့ထည့်ပြီးတော့အပေ၄ပုံမှုပဲနဲ့အပေက၃ပုံဖြစ်နေတယ်ဟုတ်လားဘုရားပွင့်ကဘယ်သုံးရွာနဲ့ဘုရားပွင့်နေတဲ့အချိန်မှာငရဲကြနေတဲ့တတ္တဝါမြတ်သောခြင်းကိုမကျင့်သုံးနိုင်ဘူးတို့အဲ့ဒီကလွတ်တယ်အဲ့ဒါလိုစဉ်းစားရမှာဟုတ်လားဘုရားပွင့်နေတဲ့အခါမှာတတ္တဝါကဗာလေတိရစ္ဆာန်ဖြစ်နေတယ်ပိဋ္ဌာဖြစ်နေတယ်မြတ်သောခြင်းကိုမကျင့်သုံးနိုင်ဘူးတို့အဲ့ဒီအခြေအနေဆိုကလွတ်တယ်တပြိုင်တည်းစဉ်းစားရမှာဟုတ်လားဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဆိုတာကအသက်ရှည်တဲ့ဗြဟ္မာကြီးတွေတဲ့ပြောရရင်တော့အရူပဗြဟ္မာကြီးတွေနဲ့အသင်္ကြတဗြဟ္မာကြီးတွေကိုဆိုလိုတာအရူပဗြဟ္မာကြီးတွေကရုပ်မရှိတော့မြတ်စွာဘုရားဟောထားလို့ဒါသိခွင့်ရတာနားလည်ဖို့တော့အင်မတန်ခဲရင်းတယ်ပေါ့နော်မျက်စိတို့နားတို့မရှိတော့ဘုရားပူဖို့တရားနာဖို့မဖြစ်နိုင်တော့အကျိုးတရားမရနိုင်ဘူးပေါ့အသင်္ကြတဗြဟ္မာကြီးတွေဆိုတာကအသင်ညာမရှိဘူးသူတို့ကလည်းရုပ်ကြီးရွှေတုံးရွှေခဲကြီးလို့ဖြစ်နေတယ်လို့ကျမ်းဂန်တွေထဲမှာဆိုတယ်အဲ့ဒါလည်းပဲအဲ့ဒီဘဝမှာမဉ္ဇဉ်ပူညာမရနိုင်ဘူးပေါ့ဒါကြောင့်မလို့ဘုရားဖြစ်ကံပေသုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္ဆံပစ္ဆံတရစ်ကိုပစ္ဆံလို့သူကကာယံကြိုက်အောင်လင်္ကာကအဲ့လိုစီတာဘုရားပွင့်နေတဲ့အချိန်မှာတတ္တဝါကအင်မတန်ခေါင်းပါတဲ့ဘေးအန္တရာယ်ထူပြောတဲ့သူတော်ကောင်းတရားမရောက်နိုင်တဲ့ပစ္ဆံတရစ်အရက်ကိုရောက်နေတာအကျင့်တရားကိုကျင့်သုံးခွင့်သူမှမရှိရှာဘူးနော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္ဆံမိစ္ဆာဉာဏ်ရှိ
ဟောဘုရားတော်လောကမှာပွင့်တယ်ဒါပေမဲ့သူကမှားယွင်းတဲ့အယူအဆရှိတဲ့အတိုင်းဝိုင်းထဲမှာလူသွားဖြစ်နေတယ်ဝေးပြန်တာပဲနော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဘုရားတော်လောကကြီးမှာပွင့်တဲ့တတ္တဝါကဉာဏ်မရှိဘူးတဲ့အမိဝမ်းတွေကစကန့်လာတဲ့ဆွန့်လာတဲ့ဣန္ဒြေချွတ်တက်ပြီးတော့ကောင်းတဲ့စကားဆိုးတဲ့စကားလောက်မှကိုချမ်းပြီးတော့နားမလဲတဲ့အထိုင်းအဖြစ်လာတယ်ဝေးပြန်တာပဲဒုက္ခမြလဲနော်လွတ်တယ်နော်တရားတော်မတို့ဦးဇင်းတို့လွတ်နေတယ်နော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလေးဘုရားမဖြစ်ကြံကံလှစ်ပြီးရပ်ဖြစ်ရှိပါတယုတ်တီပင်ကိုဉာဏ်နဲ့ပြည့်စုံတယ်အကုန်လုံးဣန္ဒြေတွေပြည့်စုံတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘုရားကမပွင့်ဘူးတဲ့ဘုရားမပွင့်တဲ့အချိန်မှာလူဖြစ်တော်လည်းပဲအဲ့ဒါရပ်ဖြစ်ရှိပါတဲ့ကိုရောက်ရဖြစ်တယ်သူကြတော့ဘုရားမပွင့်လို့ချွတ်တဲ့သွားတာဘုရားပွင့်တဲ့အချိန်မှာဖြစ်ရတဲ့ရပ်ဖြစ်က9ပါးဘုရားမပွင့်တဲ့အချိန်မှာဖြစ်ရတဲ့လူဘဝကလည်းဒါရပ်ဖြစ်ရှိပါဟုတ်ရဲ့လားအေးတရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါလို့စောစောကအင်မတန်ဆိုးတဲ့အခြေအနေတွေကနေပြီးတော့လွတ်မြောက်အောင်လုံနိုင်ခွင့်ဆိုတဲ့အခွင့်ဒူးကြီးကိုရနေတယ်နော်အဲ့ဒီခုနကရှင်မျိုးကအဲ့ဒါမျိုးရသလားမရဘူးတရားဓမ္မတို့ဦးဇင်းတို့ပဲရနေတာအဲ့ဒီကောင်းတဲ့အခြေအနေကိုအမှန်အတိုင်းသိပြီးတော့ဩဒီအခွင့်အရေးကိုငါကောင်းကောင်းအသုံးချမှဖြစ်မယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်ဒီကောင်းတာလုပ်ဖြစ်ဖို့အတွက်မကောင်းတာကိုတားဆီးဖို့အတွက်အများကြီးတွန်းအားပေးလိမ့်မယ်အထူးသဖြင့်မြင့်မြတ်တဲ့တရားဘာဝနာအလုပ်ကိုလုပ်ဖို့အတွက်အဲ့ဒီအတွေးတွေကအများကြီးအထောက်အကူပြုလိမ့်မယ်လုံးလို့ရတုံးလေးလုံးမနော်ဆိုတဲ့အတွေးပေါ့လုံးလို့ရတုံးလေးဆိုတဲ့စကားကိုထောက်သွားဖြင့်လုံးလို့မရဘူးဆိုတဲ့အခြေအနေဟာလည်းရောက်လာနိုင်သေးတယ်ဒါကိုနားလည်ဖို့လိုတယ်နော်တခါကြီးဒီမိုင်းညာဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့တရားကတော့လူကြီးတွေအတွက်ပဲပြောမယ်လို့ဦးဇင်းကပြောတာနေဝင်ကဏီစပက်ဖြာနာနာမှုရတယ်ဆိုတာကြားဘူးတယ်မို့လားငယ်တဲ့လူနဲ့ကြီးတဲ့လူဘယ်သူကပို့ပြီးတော့တေခြင်းတရားနဲ့နေတယ်ကြီးတဲ့လူကပို့နေတယ်ဟာအမေတဝင်းဝင်းအကင်းတစ်ဖြုတ်ဖြုတ်ပါလို့စင်ကြီးမပေးနဲ့သိလားတေတော့လေတေတာပေါ့ငယ်တဲ့လူလေဒါကတော့ကံအားလျော်စွာပေါ့သို့တော့တေခြင်းအကြောင်းတရားတွေထဲမှာကြည်လိုက်ရင်လေကံကုန်လို့တေတယ်အတ္တတန်းကုန်လို့တေတယ်ကံရောအတ္တတန်းရောကုန်လို့တေတယ်ရုပ်တရက်ဆိုးရတဲ့ကံကဖြတ်လို့တေရတယ်ဆိုတေခြင်းတရား၄မျိုးရှိတယ်မို့လားရှိရနော်ငယ်တဲ့လူတွေကကံကုန်လို့တေမယ်တတန်းကုန်လို့တေတယ်ဆိုတော့သူတို့မှမဖြစ်နိုင်သေးဘူးကြီးတဲ့လူတွေကကံမကုန်လဲတတန်းကုန်တာနဲ့ကိုတေရမှာဟုတ်ရဲ့လားအဲ့ဒါကိုကြည့်ပြီးတော့ရေဘူးရသုံးတတ်မယ်ဆိုရင်ကြီးတဲ့လူနဲ့ငယ်တဲ့လူဘယ်သူကတေခြင်းတရားနဲ့ပုံနေတယ်ကြီးတဲ့လူကပုံနေတယ်ဒါကြောင့်တရားဓမ္မတို့ဥရှင်တို့ဆိုးရတဲ့အခြေအနေတွေကအကျိုးမပေးသေးခင်ဆိုးရတဲ့အခြေအနေတွေကိုနားလည်ပြီးတော့ဒီအခြေအနေတွေကနေလွတ်အောင်လုပ်မယ်လို့ဆိုးရတဲ့အခြေအနေတွေကိုမမေ့သောအဖြစ်ကြိုးစားရမယ်။ကောင်းမြတ်တဲ့အခြေအနေလေးလက်မလွတ်မဆုံးရှုံးရသေးခင်ဒီကောင်းမြတ်တဲ့အခြေအနေကိုလည်းပဲထိထိမိမိပိုင်ပိုင်နိုင်နိုင်အသုံးချမယ်လို့ဒီစိတ်ကူးကလေးနဲ့ကောင်းမြတ်တာကိုကြိုးစားဖို့တွန်းအားပေးရမယ်။ဒါကြောင့်ဦးဇင်းတို့တရားကောင်းစဉ်ကဗါတဲ့တော့အခြေအနေမှန်ကိုမမေ့ပါနဲ့တဲ့ဒါတကာဓမ္မတို့ဦးဇင်းတို့ဘဝရဲ့အခြေအနေမှန်ဒီတိုင်းပဲဆိုတာလည်းရှိတယ်ကောင်းတာလည်းရှိတယ်ဘယ်လိုလူမျိုးမဆိုဒါဦးဇင်းတို့ဗုဒ္ဓဘာသာပုထုဇဉ်မှန်သမျှဒီကောင်းတာလည်းရှိနေတယ်ဆိုးတာလည်းရှိနေတယ်နော်အဲ့ဒါဆိုးတာတွေကိုဖယ်နိုင်ပြီးတော့ကောင်းတာတွေကိုအသုံးချနိုင်မချနိုင်ဆိုတာကတော့ဘုစုပေါ်မှာမူတည်တယ်ကိုယ်ပေါ်မှာပဲမူတည်ပါတယ်ဟုတ်ရဲ့လားသို့တော့တရားဓမ္မတို့ဦးဇင်းတို့စဉ်းစားမိတာလေးပြောရရင်တော့အဲ့ဒီတရားကိုမမေ့ဘူးဆိုရင်တော့သေချာပေါက်ဆိုးရတဲ့အခြေအနေတွေကနေလွတ်မြောက်အောင်ရုန်းကန်ခြင်းစိတ်ပေါက်မယ်ဆိုတာကတော့သေချာတယ်ဟုတ်ရဲ့လားအဲ့ဒီစိတ်ဖြစ်ဖို့အတွက်ပဲဦးဇင်းတို့ဒီတရားကိုဟောတာနော်ဒါကြောင့်တရားအထုံနည်းတွေဘာတွေဦးဇင်းတို့အများကြီးမပြောဘူးနော်ဟုတ်ရဲ့လားအေးအထုခြင်းစိတ်ကိုတွန်းအားပေးတဲ့စကားတွေကိုပဲဦးစားပေးပြီးတော့ပြောရင်လားအဲ့ဒါကတော့ဦးဇင်းရဲ့ဝါသနာလိုပဲပြောရမလားမသိဘူးဟုတ်လားနော်အဲ့လိုဘဝကိုလေးလေးနက်နက်ဒေသနာတော်နဲ့အညီမှန်မှန်ကန်ကန်တွေးတတ်ပြီးတော့ကောင်းတာလေးမဆုံးရှုံးသေးခင်မှာငါကောင်းနေတယ်ဆိုတာလေးကိုနားလည်ပြီးတော့မမေ့ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကဒေသနာတော်တော်တော်များများမှာဏိဂုံးချုပ်ဟောထားတာလေးရှိတယ်
မာပမာတတဘိကဝေမာပိစ္ဆဝိပတိတာရိနောဟုတ်တာယံအမကာနုတာရဏီအဓိပ္ပာယ်ကဘာလဲဆိုတော့စိတ္တတို့တဲ့မေ့မနေနဲ့တဲ့နော်အခြေအနေတွေကောင်းနေတာတွေရှိတယ်ဆိုးနေတာတွေရှိတယ်ဘာလို့ရင်ဘာဖြစ်မယ်သိတယ်နော်အဲ့ဒါမေ့မနေနဲ့တဲ့ဟုတ်လားမေ့နေရင်ဘာဖြစ်မှာတော့ဆိုတော့ပိစ္ဆာနောက်ကာလရောက်ရင်ဝိပတိတာရိနောတဲ့နောင်တတွေနဲ့ပူရတဲ့တဲ့နော်ဒါသေချာပေါ့နော်တခါယူမိုင်းများမေ့နေရင်နောင်တတွေနဲ့ပူရလိမ့်မယ်ဒါကလမ်းစဉ်ပဲမမေ့ရင်တော့ပီတိတွေနဲ့ပျော်ရလိမ့်မယ်ကြိုက်တဲ့လမ်းစဉ်ကိုကြိုက်တယ်လို့ရှောင်နေကြတာဟုတ်ရလားနော်ဒါကြောင့်မြတ်စွာဘုရားကမမေ့ကြနဲ့မေ့ရင်နောင်တတွေနဲ့ပူရလိမ့်မယ်အဲ့လိုနောင်တတွေနဲ့မပူရအောင်မမေ့ကြနဲ့အဲ့ဒါဒီပင်လေသင်္ချင်သားတို့အတွက်ဘုရားရှင်အားလုံးတို့ရဲ့အဆုံးအမပါပဲတဲ့ဒါလေးကိုပြောထားတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ကမြတ်စွာဘုရားရဲ့စကားကိုယူပြီးတော့ဘုရားကကိုယ့်ကိုဟောနေသလိုလို့ဦးဇင်းတို့ကသဘောထားပြီးတော့ဒါဒီတရားကိုပြောတာပါဟုတ်ရဲ့လားမြတ်စွာဘုရားကဒါဦးဇင်းတို့တရားတော်မတို့တွေကိုဟောနေတယ်လို့နော်မမေ့ကြနဲ့မေ့ရင်တော့သေချာပေါက်နောင်တနဲ့ပူလောင်ရလိမ့်မယ်ဒါဒီပင်လျင်မြတ်စွာဘုရားတို့ရဲ့အဆုံးအမတဲ့ဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့မမေ့ရမယ့်တရားဘယ်နှပါးပြောလိုက်တယ်2ပါးသို့မဟုတ်3ပါးပေါ့နော်ဆိုရတဲ့အခြေအနေက2မျိုးကောင်းတဲ့အခြေအနေက1မျိုးကောင်းတဲ့အခြေအနေကတော့အဲ့ဒီဆိုတဲ့အခြေအနေကနေလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်မြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရှိနေခြင်းဒီပဲလေအဲ့ဒါအင်မတန်ကောင်းတဲ့အခြေအနေပါဟုတ်ရဲ့လားဦးဇင်းတို့တရားဟောတာလဲတဏှာကြီးနည်းနည်းကျော်သွားပြီနော်ဒါကြောင့်မလို့ပေသပေါင်းသူတော်ကောင်းတို့ဒီကနေ့ညအခြေအနေမှန်ကိုမမေ့ပါနဲ့ဆိုတဲ့တရားတော်မှာလာရှိတဲ့ဒေသနာတော်တွေနဲ့အညီကိုယ့်ဘဝရဲ့ဆိုးရတဲ့အခြေအနေတွေကိုလည်းအမှတ်ရပြီးတော့အဲ့ဒီအခြေအနေတွေကနေလွတ်မြောက်အောင်ကြိုးစားနိုင်ကြပါစေကိုယ့်ဘဝရဲ့အင်မတန်ကောင်းတဲ့အခြေအနေတွေကိုလည်းပဲအမှတ်ရပြီးတော့အဲ့ဒီကောင်းတဲ့အခြေအနေကိုကောင်းကောင်းအသုံးချနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးဆုံးသတ်ကြရအောင်နော်ဝါဒုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောတုတိတေတုံမာကသင်တရားနာပိဿပေါင်းသူတော်ကောင်းတို့စတာအာလုံသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒီဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြက်နေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြက်နေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြက်နေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရ ानु ဘာဝေနကင်းကားဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုတို့တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဆောင်အာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပြည့်တည်းဆိုသောစေတတော်တရားတော်မြတ်တို့ရဲ့တကုတေဆောင်အာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံ ानु ဘာဝေနမေကတံ၄ရောက်ပလတံ၄ရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညမှာဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းဦးဇင်းတို့မနေ့ပြန်ညမှာလည်းပဲဒါဦးဇင်းတို့ရဲ့ညီဖြစ်တဲ့ဒီလိုရှင်ဒေဝိနာလင်္ကာရပိဝန္တဒီနေရာမှာလမ်းပြီးတော့ပေသပေါင်းသူတော်ကောင်းတို့ကိုတရားရည်အမြိုက်စီတိုက်ကျွေးပါလိမ့်ဦးမယ်ဟုတ်လားအားလုံးတရားနာလာကြပါဦးလို့ဒါဦးဇင်းတို့ကပဲဖိတ်မှန်တယ်ကပြုပါတယ်နော်ခါကြီးရကြီးဆိုတော့ကြောသွားကြတာနဲ့ဗာနဲ့ပေသက်နေမှာဆိုလို့ဟုတ်လားမနေ့ပြန်တော့ကြောသွားတာတွေဘာတွေရှိမှမထင်ပါဘူးနော်ဒီနေ့လည်းမဆိုးပါဘူးစောတော့ကတော့မရှိဘူးလို့နဲ့လမ်းတော့ပြည့်နေတာပါပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ဟောလို့ကြရအောင်နော်
ဆုတောင်းကြအမြတ်ဝေကြရအောင်နော်ဆရာတော်ရှင်ကြီးမြတ်ဗျာဘုရားကြီးတော်မှာတော့30ရက်10လ2012ညနဲ့31ရက်10လ2012ညမှာ9ရက်သားလေးလူတော်တို့လူတော်ဝေပေါင်းမှာ3သိန်းနဲ့4,000ကျပ်ဖြစ်ပါတယ်ခင်ဗျာဘုရားကြီးတော်မှာတော့နေပြီးတော့ဆရာတော်အားဓမ္မပူဇာအလူတော်ငွေဖြစ်တညစီ3သိန်းကျပ်ဓမ္မပူဇာအလူတော်ငွေပေါင်းတညပေါင်းကို2သိန်းကျပ်ကလူပို့တော်ပါရှင်မြတ်ဗျာဘုရားကြီးတော်မှာလူတော်ပူဇော်တော်လူတော်ငွေဖြင့်9ရက်သားလေးများလူတော်တော်လူတော်ငွေ2ရက်ပေါင်းမှာကျပ်5သိန်းနဲ့4,000ဖြစ်ပါပြီခင်ဗျာ။နောက်မြောက်လို့မောတာဝခေါ်တော်ကြပါရှင်။အားလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစွမ်းစုကိုအာရုံပြုပြီးတော့ဒီကုသိုလ်ကောင်းမှုအစွမ်းစုရဲ့စွမ်းတတ္တိကြောင့်မဉ္ဇဉ်ဘုံညာမျက်နှိပ်ပါမှုလျင်မြန်ထုတ်ချောက်ညမောင်ပြုပါစေလို့ဆုတောင်းကြမယ်အလုံးစုံတတ္တဝါအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကကိုအညီမြရပြီးတော့ချမ်းသာကြပါစေလို့စေတနာမေတ္တာရှိထမ်းပြီးတော့အများတမ်းများပြုဝေကြရအောင်အလုံးညီညီညာညာလိုက်ပြီးတော့ဆိုကြမယ်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ယနေ့ယခုဓမ္မဒါနဓမ္မပူဇာဓမ္မတဝနာဓမ္မဒေသနာတရားအလှူပေးလူကြရာဒီချိန်ခါ၌စွမ်းနိုင်သမျှလူရညရသောဒါနကုသိုလ်စောင့်တည်ကြရသောသီလကုသိုလ်တရားနာယူကြရသောဓမ္မတဝနာဘာဝနာကုသိုလ်ဤကဲ့သို့များမြတ်သောကုသိုလ်ကောင်းမှုစုစုတို့ကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ဘုံညာမျက်နှိပ်ပါကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုအပ်ပါလို့ဤအရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံရှင်ဒီကုန်သောတတ္တဝအနန္တတို့အားထတ်တူထမြကုသိုလ်ပါကပေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ